shit တစ်မျိုးကွဲရတစ်မျိုးလောက်တဲ့သူကိုต่อหน้าอีกอย่างรับหลังอีกอย่างต่อหน้าอีกอย่างรับหลังอีกอย่าง shit တစ်မျိုးကွဲရတစ်မျိုးဒီလို shit တစ်မျိုးကွဲရတစ်မျိုးကလူရင်းနဲ့ပြောမယ်ဆိုရင်တော့တော်လေအဲ့လိုမျိုးလဲပြောလို့ရတယ်နော်စဆုတာစာရနဲ့နောက်တစ်မျိုးပြောလို့ရသေးတာကเสือกအလုတ်အချောင်ခိုတယ်ဥငานနောက်တစ်မျိုးပြောလို့ရသေးတာကกี่อย่างงานအတင်းပြောတယ်นินทาနောက်တစ်မျိုးပြောလို့ရသေးတာကยุ่งเรื่องชาวบ้านပတ်ဝန်းကျင်အတင်းသူများအတင်းကိုပြောတာပေါ့နော်ပြောချင်တာကအခုထွေးပြောနေတဲ့သူတွေကတော့စက်ယုံမှာတော်တော်များများတွေ့မြင်နေကြရမှာပဲဖြစ်ပါတယ်မိမိရဲ့စက်ယုံမှာရောဒီလိုလူတွေရှိမရှိ comment လေးမှာဝင်ရေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်